ကျွန်တော်ဘဝမှာနှလုံးသားနှစ်ခုရှိခဲ့တယ်ဆိုရင်ပထမနှလုံးသားຫນွေဖြစ်ပြီးတော့ဒုတိယနှလုံးသားကတော့ကြောင်ကြီးရွာအကြောင်းလေးပါပဲဒါကျွန်တော်တို့အကြောင်းပြောင်းလာတယ်ယာယီအကြောင်းဆရာကြီးညမှာ ကျမတို့ဒုက္ခတွေကိုမျှခံပေးမဲ့လို့တိုးလာတယ်ဆိုပြီးတော့ဝမ်းသာရတော့ဆရာရဲ့ ဒါဖေတို့မေတို့လည်းမလုပ်နိုင်ဆရာ အဲ့ဆိုဒါကဘာလို့ကျင် နိုင်ကောင်းမောင်းမဆရာ ဒီမှန်းချက်တွေကိုမြင့်မြင့်မာမာထားတတ်လာအောင်သူတို့ကိုကျွန်တော်တို့ကအရင်ဆုံးသင်ပေးရအောင် ကျုံးတော်စီကနေအတူငွေဆိုပြီးတော့ကောက်ဘာတစ်ကောင်းရှိအခုကြည့်မျက်ယူအောင်ရှိဘူး ဘယ်လိုလုပ်ရလဲဆရာလေးရဲ့ဆရာလေးတကူကူပြေးလိုက်တဲ့သိပါဆရာ မောင်ကိုဆုံးရှုံးလိုက်ရတဲ့အတွက်ကဲကြမဝဲတွေဖြစ်တင်နေမှာ ခမရအကြောင်းတော်တော်စိတ်ကမဲ့ ကျုံးတဲ့တော့ပတ်တ်မြောက်အသေးဆုံးနဲ့တိတ်သွား